ကနာစီတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတာရဲ့ကံညာဝရိယအပြင်တိတ်ကံပါရမီအထောက်ပံ့ကဘာမှဖြစ်ခွင့်ရတာမျိုးဖြစ်ပါလေဦးလေးတစ်ဖက်ကိုမေးကြလေးဒီကပုံကြီးပါလာမယ် Hey hey ကျွဲသိမ့်သိမ့်တို့ရဲ့ကျမတို့ရဲ့ Hey မင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှန်းကိုမသိဘူး အကောင်မဟုတ်ဘူးဟေးကောင်မကောင်မ ယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးစိတ်နာရဲ့ဒီမေကိုရဲ့အသေးနှလုံးနှလုံးလေးပြီးလိုက်စင် ဒီမှာအသိန်းလေးကတအိမ်လုံးတောင်ဝင်ကိုထမ်းထားရသူပင်ပန်းနေပြီ မိတင်သေးညီတော်တော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်ဖြစ်ပါတယ်လို့ ဒီဘဝရောက်တာနင်းကြတယ်ဆိုတော့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်အသိချောင်းမဒူလေဒူလေဒီနေ့ကစားပြီးတော့ကြောက်ဦးလေးနောက်လာရတာကြီးခမောင်ကြောက်ကိုယ်တိုင်တပ်ပြဖို့ဝင်မလဲဘူး ကထဲတော်သူ့ရံကိုကြောက်လို့လုံကြုံမယ်ထင်ပြီးခေါင်းထဲမှာထဲဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလည်းမသိဘူးဟဲ့မပတ်သက်ပြန်ဖေး နင်ပတ်စံကိုပိတ်ထားလိုက်တော့ငါနာ နေအောင်မြတ်တဲ့မလင်းလဲရင်နေကိုရှိတဲ့လောက်ပြန်လင်းလင်းလဲစေနေနာရေလုံးငါကြောဖြတ်ကူခံလို့ပါရမြဲလေတခြားဘဝတွေတွေ့နေစချင်ကိုခုတီမမောဘူးလေပြောထောင်မိနေဘူးလေပဲလေ တော့မတူနိုင်ဘူးလေ နောက်တော့ဘာဖြစ်လို့လဲသူတို့ကဘာလုပ်နေလို့လဲ တမီးနဲ့သူ့မခွဲနိုင်ဘူး အနာမျိုး96ပါရန်သူမျိုး5ပါးမှာကင်းဝေးပြီးလောကီလောကုတ္တရာနှစ်ဖြာလုံးနေလဲကောင်းမွန်သောအကျိုးကျေးဇူးများကိုသာရရှိခံစားနိုင်သောသူတော်ကောင်းသူမြတ်လောင်တွေဖြစ်ပါစေကွယ်